皆さんこんにちは。アファイ漢字တူတူမရအောင်ရဲ့ပတ်သက်လေးမှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့1နှစ်3ရဲ့漢字စိတ်ချက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။တစ်လေးကိုကဂျပန်လိုဆိုလို့ရှိရင်အီချီလို့ခေါ်ပါတယ်။စိတ်ချက်လေးအနေနဲ့ဆိုလို့ရှိရင်တစ်ချက်ပါ။တစ်လေးကတစ်ချက်လေးပဲရှိပါတယ်။နှစ်ကကြတော့ဂျပန်လိုဆိုလို့ရှိရင်2ပါ။နှစ်ဖြစ်တဲ့အတွက်စိတ်ချက်လေးက2ချက်ရှိပါမယ်။3လေးရကြတော့ဂျပန်လိုစမ်းလို့ခေါ်ပါတယ်။စိတ်ချအနေနဲ့ဆိုလို့ရှိရင်3ဖြစ်တဲ့အတွက်တစ်ချက်နှစ်ချက်3ချက်ပါ။မှတ်နည်းလေးရရွှေရှင်းပါတယ်။ခန်းကြီးလေးက၄ခန်းကြီးလေးပါ။၄ကိုဂျပန်လိုဆိုလို့ရှိရင်ယွန်းလို့ခေါ်ပါတယ်။စိတ်ချအနေနဲ့ဆိုလို့ရှိရင်5ချက်ရှိပါတယ်။တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်တောင်းလေး4တောင်းရှိတဲ့အတွက်ကြောင့်4ဆိုပြီးတော့တွဲမှတ်လို့ရပါတယ်။နံပါတ်5ကြီးလေးကတော့5ခန်းကြီးလေးပါ5ကိုဂျပန်လိုဆိုလို့ရှိရင်ကောင်းလို့ခေါ်ပါတယ်ဆွဲချက်အနေနဲ့ဆိုလို့ရှိရင်4ချက်ရှိပါတယ်တစ်ချက်နှစ်ချက်3ချက်4ချက်ဘယ်လိုမှတ်မလဲဆိုလို့ရှိရင်ထိုင်ကုန်လေး5ခုရှိရလို့မှတ်လိုက်ရပါပြီ